Hello, Alvin. Today videoလေးမှာကျွန်တော်တို့ဘာလို့သွားမှလဲဆိုတော့ Brookie fan ဆိုတော့မှပဲဖြစ်ပေါ်နော်ကျွန်တော် Brookie fan နဲ့မှာတော့ကျွန်တော်ကအိမ်နေပါလေရွေးပြီးတော့ကဲဆိုအဲ့တော့မယ်စားလိုက်ကြရအောင် Let's go ကျွန်တော်တို့ဒီမှာကြည့် Brookie fan မှာကျွန်တော်ကဒီမှာကြည့်အိမ်နေပါလေရွေးပြီးတော့ညရောက်ပြီဆိုတော့ကျွန်တော်အိပ်ဖို့တော့အချိန်တန်ပြီအခုလောဆယ်ဟိုကပကင်မှာကားလေးထိုးလာအောင်အစကတည်းကကားမထောက်ရသေးတယ်ဒီကားလေးတော့ရွေးလို့ကောင်းမယ်ရထင်တာပဲဟိုကားထိုးလို့မရတာရဆိုးတယ်ကားစပွန်လို့မရသေးဆိုကျွန်တော်တို့ကားမလုပ်သေးဘူးပေါ့နော်ကျွန်တော်တို့အိမ်ထဲဝင်ပြီးတော့အိပ်ဖို့တော့ကျွန်တော်လောက်ရအောင် let's go ဒါကျွန်တော်အိမ်ကစမ်းသက်ခံနေတာသူနေတလားလို့ဟုတ်တယ်နော်စမ်းသက်ခံနေအရင်တူနေအိမ်မှာအိမ်ခန်းနေပါလေမရှိကျန်းနေဝင်ရပါကျွန်တော်ရက်လိုက်တော့ရှင်ဒီလိုဖြစ်ဖြစ်သွားပါဘောနော်အဲ့ဒါဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်ရိုဘတ်ရှိလို့ရှင်လုပ်လို့ရပါတယ်ရိုဘတ်ရှိတင်နေကြပြီမလားရိုဘတ်ရှိတင်နေဆိုရင်တော့ကျွန်တော်တို့ KSTDD မှာရိုဘတ်တွေကိုတွားရောက်အားပေးနိုင်ပါတယ်ခင်ဗျာကျွန်တော်ဘောနော်ဒီကိန်းလေးမှာစာရေးလို့ရတယ်ဗျဘယ်လိုမျိုးလဲဆိုတော့ဒီမှာဘောနော်ကိုရိုက်ချင်တဲ့ဟာကိုရေးလို့ရတယ်ကျွန်တော်ကတော့ hello လို့ရေးလိုက်မယ်အိတ်ခဲနာမရှိဘူးတင်တယ်လို့ပြောစိုးလိုက်တာဒီအိတ်ကကျွန်တော်ခုံတဲ့ပုံစံကိုပြရမယ်တွေ့လားအဲ့လိုမျိုးဖြစ်ဖို့တော့ KSTDD မှာ robot တွေတွားရောက်အပေးနိုင်ပါတယ်အဲ့ခန်းနေပါလေမရှိဘူးဒါဘယ်လိုမျိုးလဲဆိုတော့ဒါကျွန်တော်အိမ်ကစမ်းသက်ခန်းလားဟုတ်တယ်စမ်းသက်ခန်းပဲဖြစ်ပါရခင်ဗျာစမ်းသက်ခန်းကျွန်တော်စကားပြောရဲကျွန်တော်တီထွင်ထားတဲ့စကားပြောရဲပုံစံမိသွားကျွန်တော်ဘယ်ဒီနေ့ကတော့အဲ့လိုမျိုးနေတယ်ကျွန်တော်ဘယ်တော့ဗါလေကျွန်တော်အိမ်မှာအဲ့ရမရှိဘူးပဲဖြစ်ပေါ်လို့အဲ့ရမရှိဘူးပြီးတော့ကျွန်တော်ဒီမှာကြည့်ကျွန်တော်ခုံနဲ့ပုံစံရလဲအလဲစားရေးပေါ့နော်အဲ့လိုမျိုးပြောလို့ရိုဘတ်ရှိဖို့လိုပါတယ် KSTDD မှာရိုဘတ်သွားအပ်ပြီးလို့ပို့တော့ကျွန်တော်တောက်ဆိုချင်ပါတယ်ဒီအနောက်ကကင်မရာပါရှိတယ်အိမ်ကတော့အကျယ်ကြီးပဲ Oh my god ဒီနေ့တော့မအိတ်တော့ဘူးဒီမှာကွန်ပျူတာနဲ့နည်းနည်းလေးစမ်းသပ်အောင်ပေါ့နော်ကျွန်တော်တယောက်တည်းဆောက်မှလားဆိုတော့မဟုတ်ပါဘူးကျွန်တော်အဲ့ဒါကိုဗီဒီယိုအစကတည်းကပြောဖို့အရင်မေ့နေရပါကျွန်တော်တယောက်တည်းဆောက်မှမဟုတ်ပါဘူးကျွန်တော်တယောက်တည်းဆောက်မှမဟုတ်ပါဘူးရှင်ရိုးလေး390နဲ့ရှင်ရိုးလေး3903ရိုဘရောနာမည်တိုင်းလိုက်လောက်တာမှမဟုတ်တာကွာထလီဖို့ဟဲ့ရဲကဘာဖြစ်နေလဲလို့လိုင်းလက်နေကျွန်တော်ဘောနော်ဒီမှာဟိုရောက်ပါပြီလို့ let's go ဖြူစင်ရဲ့အိမ်ကိုရောက်ပါပြီဖြူစင်နဲ့ရှင်ရိုးလေး3000မိုင်းစတကာနဲ့ဆုံးလာဖြစ်ပါတယ်ဖြူစင်ရဲ့အိမ်ကိုတော့ရောက်လာပြီပေါ့နော်ဒီရဲကတော့ဘာလို့လဲမသိဘူးထားလိုက်ပါတော့ဖြူစင်ရဲ့အိမ်ပါလို့ဖြူစင်တလီပော့ခိုင်းလိုက်တာလားမသိဟုတ်လားထားလိုက်ပါတော့ဟဲ့ပွင့်လို့မရတော့ဘာလို့ဖွင့်လို့မရလဲတကားကျေးဇူးတင်လိုက်တာ
ကျွန်တော်အိမ်ပြန်တော့မယ် ကားကိုလောင်ရပဲသွားကားကိုလောင်သွားဖို့ရတယ် သူတို့လိုက်လက်တာဟုတ်တယ်လို့လိုက်လက်နေရောအမလေးဘသူတိုင်များလဲလို့ကျောင်းကတော့အိမ်ပြောင်းချင်တာနဲ့ကျွန်တော်ဂိမ်းထဲကနေပြန်ထွက်ပြီးပြန်လို့တော့ကျွန်တော်စုပ်ဖြလို့ပို့ခင်ကဲဆိုအားလုံးပဲခဏလေးစောင့်ပေးကြပါပြီးတော့လို့ရှိရင်ပြန်ထွက်ပြီးပြန်ဝင်လိုက်ပါမယ်ပေါ့နော် ဘာလိုက်ရတဲ့ဟာပေါ်လာမရဲ့အိမ်သားဟာလား သိပါတယ်ကျွန်တော်ကတော့ဂိမ်းနဲ့ရောက်ပါပြီတို့ဂိမ်းနဲ့ရောက်ပြီးတော့ကျွန်တော် skin မပြောင်းသေးပါဘူးဒီမှာပလေးတွေပါတယ်နှစ်ရအောင်ပေါ့နော် let's go ကျွန်တော်တို့ဂိမ်းနဲ့တော့ရောက်သွားပါပြီဒီမှာကျွန်တော် skin လည်းပြောင်းသွားပြီ line နဲ့လမ်းနေလို့အားလုံးပဲ sorry ပါလိုက်နေနေမဟုတ်တော်တော်လက်နေဒီမှာကြီးအားမသိရင်ကြောက်ရွံ့ဝီကြီးကြနေရပဲokay ရပြီ let's go အိမ်သွားရှာရအောင်ခုနအိမ်နေရပဲပြန်လောက်လိုက်ပါမယ်ကျွန်တော်အိမ်လေးပဲပြောင်းချင်တာဆိုတော့ရပါတယ်ကျွန်တော်အိမ်တော့ပြောင်းပြီးသွားပါပြီအဲ့ခါလာလေးတော့နည်းနည်းလေးပြောင်းမှုလိုပါတယ်အဲ့အတွက်ပြောင်းလိုက်ကြရအောင် let's go ကျွန်တော်ကြိုက်တာကနည်းနည်းလေးအဝါနုပြအဝါနုဒီနားလေးနည်းနည်းတော့မယ် okay ဒီက watch အင်းရဲ့ခါလာတော့ပြောင်းလို့မရဘူးလားမသိကားကိုတော့ဖွင့်လိုက်မယ်what the ဒါကားကိုတော့ဩ ဟုတ်တော့ ကျွန်တော်ကလဲပြီးစော့နေရပါအဲ့ဒီမှာအိမ်တူတူစော့နေရပါ ဒီကအဲ့ဘာလဲဒီမှာမျက်နှာဝါနေတာကြည့်နေရောအဲ့ဘာလဲမာနေဝေးနားလုံးတော့မအိမ်နာမှာဟဲ့မမရဲ့အိမ်မေးမကိုလွတ်နေရပါကျေးဇူးကျွန်တော်တို့ပေါ့နော်ဒီမှာအမတိုင်းဝေခံလိုက်ပါရမယ်လုံးဝမဝင်တက်လုံးမဝင်ခံတဲ့ဟာတော့ဖြူစင်နဲ့ရှင်ရိုးလေးရှင်ရိုးလေးရှင်ရိုးလေးတော့ရှင်ရိုးလေး3903နဲ့မြန်မာခရဖ်မေသူတက်အောင်နဲ့ကအားလုံးမောင်ဓမ္မတွေပဲဖြစ်ဖို့ခင်ဗျကျွန်တော်လုံးဝဖုံးွယ်လိုက်ရပါတယ်ဟဲ့အေးသူစင်နဲ့တိုင်ဘာလို့လဲဘာလို့ဖြူစင်တဲ့တိုင်မှာပြောကြည့်ပါ အဲ့လိုပြောရတဲ့အကြောင်းကျေးဇူးကစူးစင်
ဖို့ကိစ္စပဲဖြစ်ပေါ်တယ်ခင်ဗျာ အဲ့လိုပြောတာပဲဖြစ်လို့လေလို့အိမ်ထဲကိုခုလောလောဆယ်ကတော့စပိန်နေပါရီပဲထဲရမှာပဲဖြစ်ကျွန်တော်မြင်းကြီးဖို့လိုရတယ်လေအဲ့တော့မြင်းနဲ့ထုတ်လို့မရဘူးဆိုတော့စပိန်မဲ့ထုတ်လို့ရတယ်အဲ့တော့စပိန်မဲ့ကားကိုတော့ထိုးရတော့မှာပဲသိတယ်စပိန်ကတခါလေးပြောက်တတ်တယ်မေး ဟာဘာလို့ဒီလိုပဲဖြစ်နေလဲ ကပ် ကာဘူးချီရိုဝါဆန် တော်ကားထုတ်လို့မရတယ်ပြတ်တင်လာပါကွာစိုက်ကယ်လေးတော့ထုတ်လို့မရမထိုးတော့ကြာလို့အိမ်ထဲဝင်ကြည့်ရအရာအားလုံးကတော့အဆင်ပြေပါတယ်ပေါ်တက်ပြီးတော့နည်းနည်းလေးအနားယူရအောင်ဒီတော့ပန်းနေပြီအဲ့ရအောင်NVF Okay ဖြူစင်တရင်ဆိုပါဖြူစင်ထွက်သွားပါပြီဝရိုင်းမနမိုးလေးဆိုတော့ထားရေဆိုရလို့မဒီနေ့ဒါလေးခဏလေးရေဆိုရလို့မဒီနေ့ဗီဒီယိုလေးတော့လောက်ပါရေဆိုရလို့မဘိုင်ဘိုင်